မင်္ဂလာပါညီမတော့နေပြီပါဒီနေ့တင်ဆက်ပေးသွားမှာတော့ The Lord of the Ring ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပြီးလက်စွပ်တစ်ကွင်းညောင်းမတဲအကဘာတစ်ခုလုံးဒုက္ခရောက်ပြီးအဲ့ဒီလက်စွပ်ကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့လည်းမြင်တဲ့သူတိုင်းလိုချင်နေတာမို့လို့ဒုက္ခရောက်နေတဲ့မတဲအကဘာကြီးကိုမိစ္ဆာရဲ့လက်ကနေကယ်နိုင်ပါမလားဆိုတာကိုကြည့်ရှုရမှာပါဒါကြောင့်မို့ဇလန်းလေးကိုမစခင်မှာ channel လေးကို subscribe လုပ်ပြီး VPN လေးဖွင့်ပြီးမှကြည့်ရှုဖို့တောင်းဆိုပါရစေရှင်ဇလန်းလေးအစမှာတော့လူပူမျိုးနွယ်ထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့ Eraba မျိုးရဲ့ဘီရင်တော်ဟာသူ့ရဲ့ခံတပ်မျိုးကိုတောင်ကြီးတစ်ခုရဲ့အတွင်းပိုင်းထဲမှာတိစောက်ထားတာဖြစ်ပြီးမြေကြီးထဲကနေလည်းရွှေနဲ့ကြောင်မြတ်ရည်နာတွေကတဘာဝတိုင်းထွက်တဲ့အပြင်လူပုတွေကလည်းကြောင်မြတ်ရည်နာတွေကိုအလွန်ဆန်းသက်လက်ပအောင်ဖန်တီးနိုင်ကြပါတယ်ဒီလိုနဲ့တစ်နေ့မှာတော့တောင်ကြီးထဲမှာရည်နာရီတူးပေါ်နေရင်းနဲ့တောင်ကြီးရဲ့အသေးနှလုံးတစ်ခုဖြစ်တဲ့အခန့်ကြောက်ထုံးတူးပေါ်ရရှိလိုက်တာကြောင့်ဘရင်ကြီးတော်ကကြောက်တုံးဘရင်ရတနာတစ်ပါးအဖြစ်သတ်မှတ်ခဲ့ပြီးအဲ့ဒီကြောက်ရဲ့အတိတ်ပဲကိုလည်းသူ့ရဲ့အုပ်စိုးမှုကအတူမရှိဘူးဆိုတဲ့အတိတ်ပဲနဲ့သတ်မှတ်ခဲ့တာပါဒါကြောင့်မဘရင်တော်ကိုကျဲတဲ့တိုင်းပြည်အားလုံးကလက်ဆောင်ပန်းနာရီဆက်သက်ရပြီးတလေးတစားဆက်ဆံရတယ်လို့မြင့်မြတ်ပါတယ်ဆိုတဲ့နတ်တငယ်တွေရဲ့ဘရင်ကပါအဲ့လိုဆက်ဆံရတာပါဒါပေမဲ့လူပူမျိုးနွယ်တွေကတယံဇာတတွေကြောင့်ကျွေးဝမှုတွေတစားတစားပိုကြီးထွားလာတာမို့လို့ဘရင်တော်ကိုဆက်သက်ရမယ်နတ်တငယ်ဘရင်ကလည်းစိတ်နာမရှိတော့ပါဘူးဒါကြောင့်မဲ့နတ်တငယ်ဘရင်ကဘရင်တော်ကိုဆက်သက်ရမယ်ယတနာတွေကိုတကောခုခံလိုက်ရတယ်လို့ပြောလာတာဖြစ်ပြီးဘရင်တော်ကတော့သူ့ကိုနတ်တငယ်ဘရင်ကယတနာတွေမဆက်သက်ခြင်းတဲ့အတွက်တမင်ငင်းလိုက်တာလို့ထင်နေခဲ့ပါတယ်ဒါကြောင့်ပဲနတ်တငယ်တွေနဲ့လူပူတွေကြားမှာဆက်ဆံရေးလည်းပျက်စီးသွားပါတော့တယ်ဒါပေမဲ့ဘရင်တော်ကတော့သူ့မှာယတနာတွေပိုင်ဆိုင်တာများလာလေလေယတနာတွေပေါ်ဆွဲလန်းတဲ့စိတ်ကလည်းပိုများလာလေဖြစ်ပြီးစိတ်ယောဂတစ်ခုလိုတော့ဖြစ်လာခဲ့တာပါဒီလိုနေလာရင်းနဲ့ပဲတရက်မှာတော့လူပုတွေရဲ့ခံတပ်မျိုးမြောက်ရက်ကနဂါးကြီးကောင်ရောက်လာပြီးတိုက်ခိုက်ဖျက်ဆီးပစ်ပါတော့တယ်ဒီလိုတိုက်ခိုက်ရတာကလည်းနဂါးတွေကယတနာကိုတတ်မှတ်လို့ပဲဖြစ်ပြီးဘရင်တမိုးထားရတဲ့အခန့်ကြောက်တုံးကလည်းနဂါးကြီးသိမ့်ပိုက်တဲ့ပါသွားပါတော့တယ်ဒါကြောင့်ပဲခိုင်ခန့်လာပါတယ်ဆိုတဲ့ခံတပ်မျိုးကြီးကနဂါးကြီးရဲ့လက်အောက်ရောက်သွားခဲ့ပြီးလူပုတွေကတော့မြို့ကိုဆုံးခွာပြီးထွက်ပြေးရပါတော့တယ်ဒီချိန်မှာပဲသူတို့မြို့နာကိုရောက်လာတဲ့နတ်တငယ်တွေကိုဘရင်တော်ရဲ့မြေရတွေ့လို့လမ်းအောင်အကူအညီတောင်းခဲ့ပေမဲ့နတ်တငယ်တွေကအရေးတော်မလုပ်ခဲ့ပါဘူး။ဒါကြောင့်မဲ့လူပုတွေကဘာအကူအညီမှမရတဲ့အတွက်ရောက်တဲ့ရေရောက်ခီးထွက်လာခဲ့ရပြီးမြင့်မြတ်ပါတယ်ဆိုတဲ့သူတို့မျိုးနွယ်တွေဟာနှိမ့်ကျသွားခဲ့ရပါတယ်။ဒီလိုနဲ့လူပုမင်းသားကတော့ရောက်ရဒေသမှာပြင်းပြင်းပန်းပန်းအလုပ်ဝင်လုပ်ခဲ့ရပေမဲ့သူတို့မျိုးလေးကငကားရဲ့လက်အောက်မှာပြကျသွားတာကိုတော့ဘယ်တော့မှမမေ့ပဲခွင့်မလွတ်ပဲရှင်ထဲမှာအမြဲသိမ်းစီထားလိုက်ပါတော့တယ်။အဲ့လိုနဲ့နှစ်ပေါင်း60ကြာပြီးတဲ့နောက်မှာတော့လူတွေကလည်းငကားတကယ်ရှိတယ်ဆိုတာကိုမေ့သွားကြပြီးရုံနှန်းလိုပုံမြင်လိုဖြစ်သွားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ရှားရပြည်နယ်မှာဟော့ဘစ်လူမျိုးတွေနေထိုင်ကြပြီးသူတို့ဟော့ဘစ်လူမျိုးတွေကလူပုမျိုးနွယ်တွေထက်ပိုပူပြီးပိုသေးတဲ့အပြင်ကလေးတယောက်ရဲ့ခန္ဓာကိုယ်အရွယ်စားပဲရှိကလူကသေးသလောက်အစားအသောက်မှတ်ပြီးတော့ဆေးတံခဲရတာလည်းကြိုက်ကြပါသေးတယ်။ဒီလိုနဲ့မနက်ခင်းတစ်ခုမှာတတရရနဲ့ဆေးတံခဲနေတဲ့ဘေဘိုဆိုတဲ့ဟော့ဘစ်လေးရှိရစီကိုတာမန်လူတယောက်လိုအရက်ရှိတဲ့အညိုရောင်မော်စရာကြီးကန်တက်ကရောက်လာပါတော့တယ်။ဒါကြောင့်ပဲဘေဘိုကသူ့ရှိမှရက်နေတဲ့လူစိမ်းကိုရင်ချင်းမှုရမင်္ဂလာနနက်ခင်းမှာလို့နှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့ကန်တက်ကမင်းပြောတဲ့မင်္ဂလာနနက်ခင်းဆိုတာဘာလို့ဆိုလိုတာလဲလို့မေးလိုက်ပြီးမင်းကငါ့ကိုမင်္ဂလာရှိတဲ့နနက်ခင်းရစေချင်တာလားဒါမှမဟုတ်ငါလိုချင်ချင်းမလိုချင်ချင်းဒီမနက်ခင်းကမင်္ဂလာနနက်ခင်းဖြစ်နေလို့လားလို့မေးလိုက်ပြီးဒါမှမဟုတ်ရင်လည်းမင်းပြောချင်တာဒီမနက်ခင်းမှာမင်္ဂလာရှိတယ်လို့ခံစားရလို့လားလို့မေးလိုက်တဲ့အတွက်ဘေးဖို့လည်းမင်္ဂလာနနက်ခင်းဆိုတဲ့စကားကိုအမျိုးမျိုးအတိတ်ပဲဖွင့်နေတဲ့အဖိုးကြီးကိုအတော်လေးလက်လန်သွားပြီးခင်ဗျားပြောတဲ့စကားအားလုံးရဲ့အတိတ်ပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့ဘေးဖို့ကကျွန်တော်ဘာကူညီပေးရမလဲလို့ကန်တက်ကိုမေးလိုက်တဲ့အတွက်ကန်တက်ကမင်းကူညီနိုင်မကူညီနိုင်တော့မသေးကြသေးဘူးလို့ပြောလိုက်ပြီးငါနဲ့အတူစဉ်းစားခန်းထွက်ဖို့အတွက်လူတစ်ယောက်လိုက်ရှာနေတာလို့ပြောလိုက်ပါတယ်ဒါကြောင့်ပဲဘေးဖို့ကဆွန်ကားကန်ခီးထွက်ရတာဘာတခုမှမကောင်းဘူးလို့ပြောလိုက်ပြီးတော့အခက်မသိရင်ညစာပါငဲ့ရအောင်မယ်လို့ပြောလိုက်ကအိမ်ထဲဝင်ဖို့လုပ်ပါတော့တယ်ဒါကြောင့်ပဲကန်တက်ကမင်းကငါ့ကိုမင်္ဂလာနနက်ခင်းလို့ပြောအောင်ငါကမင်းရဲ့အိမ်ပေါက်ဝမှာကျဲသီးလာရောက်နေတာလို့ထင်နေတာလားလို့ပြောလိုက်ပြီးမင်းကအရင်လိုမဟုတ်ပဲပြောင်းလဲသွားပြီလို့ပြောလိုက်ပြီးတော့ကောင်းတဲ့ပြောင်းလဲမှုမျိုးတော့မဟုတ်ဘူးနော်လို့ပြောလိုက်ပါတယ်ဒါကြောင့်ပဲဘေးဖို့လည်းအံ့ဩသွားပြီးကျွန်တော်နဲ့ခင်ဗျားနဲ့အရင်ကတိကျွမ်းမှုလို့လားလို့မေးလိုက်ပါတယ်ကန်တက်ကလည်းငါနာမည်ကိုမင်းသိပါတယ်လူနဲ့နာမည်နဲ့မတွဲမိတာလို့ပြောလိုက်ပြီးငါနာမည်ကကန်တက်ပဲကန်တက်ဆိုတာကလည်းငါပဲလို့ပြောလိုက်ပါတော့တယ်ဒီတော့မှဘေးဘောကကန်တက်ဆိုတာနွေရာသီပွဲတော်ရောက်ရင်မီရှူမီပန်းနေဖောက်လေးရှိတဲ့မော်ဆရာကြီးမလားလို့မေးလိုက်ပြီးခင်ဗျားအခုချိန်ဒီစီးပွားရေးကိုဆက်လုပ်နေမယ်လို့မထင်ထားဘူးလို့ပြောလိုက်ပါတယ်ကန်တက်ကတော့မင်းကငါရဲ့မီရှူမီပန်းတွေကိုပဲမှတ်မိတယ်ဆိုရင်တော့မှငါကကျင်းတတ်ပါတယ်လို့ပြောလိုက်ပြီးဘာဖြစ်ငါအခုပဲဆုံးဖြတ်လိုက်ပြီအခြားအဖွဲ့ဝင်တွေကကြောင်းကြားလိုက်တော့မယ်လို့ပြောလိုက်တော့တာပါဒါကြောင့်ပဲဘေးဘောလည်းသူ့အတင်းခေါ်မှစိုးရင်တဲ့အတွက်ခင်ဗျားလူစင်စားတွေကိုလိုချင်တခြားနေရာမှာသွားရှာလို့ပြောလိုက်ပြီးကျွန်တော်ကတော့မစွန့်စားနိုင်ဘူးလို့ပြောလိုက်ကအိမ်ထဲကိုတင်းဝင်ပြေးပါတော့တယ်။ဒါပေမဲ့ဂန်ဒက်ကတော့သူ့ရဲ့အိမ်တကားဝမှာတင်ငေတက်တစ်ခုကိုတောင်းဝင်းနဲ့ရင်းချစ်သွားတော့တာပါ။ဂန်ဒက်ပြန်သွားပြီးတဲ့နောက်မှာတော့ဘေဘိုကဈေးဝယ်ပြီးစားဖို့တောက်ဖို့ချက်ပြုတ်နေခဲ့ပါတယ်။ဒီလိုနဲ့ညရောက်တဲ့အခါညစာစားဖို့အသင့်ပြင်နေတာဖြစ်ပြီးဒီချိန်မှာပဲထိပြောင်နေတဲ့လူတစ်ယောက်ကအိမ်တကားကိုလာခောက်ကသူ့နာမည်ကိုမိတ်ဆက်လိုက်ပြီးလိုအပ်ရင်တာဝန်ထမ်းဆောင်မှုအသင့်ပါလို့ပြောလိုက်ပြီးတော့မပိတ်ခေါ်ပဲအိမ်ထဲကိုဝင်လာပါတော့တယ်။အဲ့ဒီပြင်ညစာစားပွဲကဗမာလဲလို့မေးလာတာကြောင့်ဘေဘိုလည်းသူစားမဲ့ဟာတွေကိုမတတ်တာတော့ပဲချကျွေးလိုက်ရပါတယ်။ဒီချိန်မှာပဲတကားခောက်တန်အောင်ကြားရပြန်ပြီးမိုးစိတ်ဖြူနဲ့လူတစ်ယောက်ရောက်လာကလိုအပ်ရင်တာဝန်ထမ်းဆောင်မှုအသင့်ပါလို့ပြောလိုက်ပြီးအိမ်ထဲဝင်လာခဲ့ပြန်ပါတယ်။အဲ့ဒီပြင်အိမ်ထဲကြိုရောက်နေတဲ့ထိပ်ပြောင်လူပူနဲ့တွေ့သွားပြီးဘော်ရာအရင်နေဖြစ်နေကြပြန်ပါတယ်။
ဒါကြောင့်မဲ့ဘေဘိုကကျွန်တော်အိမ်ကိုဧည့်သည်လာတာတော့ကြိုက်ပါတယ်လို့ပြောလိုက်ပြီးလာလည်မယ်ဆိုရင်တော့ကြိုပြောတင်တယ်လို့ပြောလိုက်ကခင်ဗျားတို့နှစ်ယောက်လုံးကျွန်တော်မသိလို့ sorry ပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့လူပူကတောင်းပန်တာကိုလက်ခံပါတယ်လို့ပြောလိုက်ပြီးဘေဘိုကယူမဆိုင်ပဲသူတို့ဘာသူတို့စကားပြောမပြတ်ကြပါဘူးဒီချိန်မှာပဲနောက်ထပ်တကားခောက်တန်အောင်ကြားရပြီးဖီလီနဲ့ကီလီဆိုတဲ့လူပူနှစ်ယောက်ကလည်းတာဝန်ထမ်းဆောင်မှုအသင့်ပါလို့ပြောလိုက်တဲ့အတွက်ဘေဘိုကသူ့အိမ်နဲ့ဝင်လာမှဆိုလို့ခင်ဗျားတို့အိမ်မနေတယ်လို့ပြောလိုက်ပြီးတကားအတင်းပိတ်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့လူပူကတကားကိုအတင်းတွန်းထားလိုက်ပြီးဒီကိစ္စဖျက်သိမ်းလိုက်ပြီလားကျုပ်တို့လည်းဘာမှမပြောကြပါလားလို့မေးလိုက်တဲ့အတွက်ဘေဘိုလည်းဦးကြောင်ကြောင်ဖြစ်သွားပြီးဘာမှမဖျက်သိမ်းရပါဘူးလို့ပြောလိုက်ပါတယ်ဒီတော့မှလူပူနှစ်ယောက်ကခုမှပဲစိတ်ထဲပေါ်သွားတယ်လို့ပြောလိုက်ပြီးအိမ်ထဲကိုဝင်လာကြပြန်ပါတယ်အဲ့ဒီအပြင်သူတို့ရဲ့ဓာတ်နဲ့လက်နက်တွေကိုပါဘေဘိုထိတ်သိမ်းခိုင်းနေတဲ့အတွက်ဘေဘိုလည်းအတော်လေးစိတ်ပြတ်နေခဲ့ပါပြီဒီချိန်မှာပဲနောက်ထပ်တကားကောက်တောင်ထပ်ကြားရပြီးဒီတစ်ခါမှာတော့လူပူတွေကအပွဲလိုက်ကြီးဖြစ်ပြီးတော့သူတို့နောက်မှာလည်းဂန်ဒက်ကိုတွေးလိုက်ရတာကြောင့်လူစိမ့်နေလာရတဲ့အကြောင်းရင်းဟာဂန်ဒက်ကြောင့်ဆိုတာကိုသိလိုက်ရပါတော့တယ်အဲ့လိုနဲ့လူပူတွေအားလုံးဟာသူတို့သဘောနဲ့သူတို့စားတောက်စရာတွေကိုစိတ်ကြိုက်ယူစားနေကြတာဖြစ်ပြီးဂန်ဒက်ကတော့နောက်ဆုံးလာမဲ့လူပူတယောက်မျောနေခဲ့ပါတယ်အဲ့ဒီအပြင်လူပူတွေကစားတာတောက်တာလည်းစီကံမရှိပဲညစ်ပတ်ပြန်ကျဲနေတဲ့အပြင်ဇွန်းခင်းတွေကိုလည်းတီးခေါက်ပြီးတချင်းဆိုနေကြတဲ့အတွက်အတန့်ကြိုက်တဲ့ဘေဘိုတယောက်တော့အတော်လေးကိုပေါက်ကွဲနေခဲ့ပါပြီအဲ့ဒီနောက်မှာတော့သူတို့အားလုံးငြိမ်သက်သွားကြပြီးသူတို့စောင့်မျှော်နေတဲ့သူကရောက်လာတော့တာပါအဲ့ဒီလူကတော့ငကားလက်ထဲမြို့တော်ပြဖြစ်သွားခဲ့ရတဲ့ဘရင်ကြီးတော်ရဲ့မြေတော်တော်ရင်းမဖြစ်နေပါတော့တယ်အဲ့လိုနဲ့မြေတော်တော်ရင်းကဘေဘိုကိုမင်းကရွေးချယ်ခံထားရတဲ့ဟော့ဘက်လားလို့မေးလိုက်ပြီးမင်းပုံစံဖောက်ထွင်းသူဆိုတာတက်ဈေးလာရောက်တဲ့သူနဲ့ပို့တူတယ်လို့ပြောလိုက်တာကြောင့်လူပူတွေအကုန်လုံးလည်းဘေဘိုဝိုင်းလိုက်ကြပါတော့တယ်အဲ့ဒီနောက်မှာတော့တော်ရင်းကဥဆောင်ကဆွေးနွေးပွဲကိုစတင်လိုက်ပြီးခုနှစ်နိုင်ငံအစည်းအဝေးကျင်းပခဲ့တဲ့အကြောင်းနဲ့အဲ့ဒီအစည်းအဝေးမှာသူတို့မျိုးပြန်လည်သိမ်းယူမဲ့ကိစ္စကိုဘယ်နိုင်ငံမှမကူညီကြတာမို့လို့သူတို့လူပူတွေကပဲကိုယ်တိုင်စွန့်စားပြီးယူရမယ်ဆိုတဲ့အကြောင်းပါဒါကြောင့်မဲ့လူပူတယောက်ကသူကရှေ့ပြေးနှမိတ်ဖတ်နိုင်တယ်လို့ပြောလိုက်ပြီးတစ်ချိန်ကသူတို့နေထိုင်ခဲ့တဲ့တောင်ရှိရာစီကိုငတ်တရဥတီပြီးပြန်တန်းသွားတဲ့အတွက်တရိတ်ဆန်တွေကသူတို့ရဲ့ပထမနေထိုင်ရာဒေသကိုပြန်လာတာမို့လို့ငကားကြီးရဲ့အုပ်စိုးမှုကလည်းအဆုံးသတ်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲလို့ပြောလိုက်ပါတယ်ငကားဆိုတဲ့စကားကြောင့်ဘေဘိုလည်းအတော်လေးအံ့ဩသွားပြီးဖွဲ့တဲ့တယောက်ကတော့ငကားကြီးကိုတိုက်ခိုက်ဖို့ဆိုရင်စစ်တပ်တက်စာရှိရင်တော့မလုံလောက်တာကိုကျုပ်တို့မှာတော့လူ73ယောက်ပဲရှိရဲလို့ပြောလိုက်ပြီးအဲ့ဒီ73ယောက်ကလည်းအတော်တကအတော်ဆုံးလည်းမဟုတ်သလိုညံအကောင်းဆုံးလည်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကြောင့်မှကြံတဲ့လူပူတွေကငါတို့အထင်သေးနေရလားလို့ပြောလိုက်ပြီးငါတို့ကလူအီအတွက်နည်းနေရင်တော့မှနောက်ဆုံးတယောက်ပဲကြံတဲ့အထိတိုက်ခိုက်ရဲတယ်လို့ပြောလိုက်ပြီးငါတို့ဖွဲ့ထဲမှာမော်စရာတယောက်လည်းပါသေးတယ်လို့ပြောလိုက်ပြီးတော့ဂန်ဒက်ဖ်ကငကားတွေအများကြီးတက်ခဲ့ဘူးမှာပဲလို့ထင်ကြေးပေးလိုက်ပါတယ်ဒါကြောင့်ပဲဂန်ဒက်ဖ်လည်းစေးတံတောက်နေရင်းနဲ့စေးတောင်တီးသွားပြီးလူပူတွေကတော့ဂန်ဒက်ဖ်ကငကားဘဏ္ဍကောင်တက်ဘူးလဲဆိုပြီးအငင်းခုန်လုံနေကြတော့တာပါဒါကြောင့်ပဲတော်ရင်းကချင်းသေးတကောင်လိုမျိုးအားလုံးငြိမ်သွားအောင်ဟိန်းဟောင်းလိုက်ပြီးကျုပ်တို့တောင်ဒီနမိတ်လက္ခဏာတွေကိုဖတ်မိရင်တခြားသူတွေကလည်းဖတ်မိပါပဲလို့ပြောလိုက်ပြီးငကားကြီးကလည်းအိတ်နေတဲ့260ရှိနေပြီမို့လို့အခြားသူတွေကလည်းငကားသိမ့်ပိုက်ထားတဲ့ကျုပ်တို့မျိုးနယ်တွေရဲ့ယတနာကိုလိုချင်တဲ့အတွက်ကျုပ်တို့နေထိုင်ခဲ့တဲ့တောင်ရှိရာစီကိုအနေနဲ့မြန်သွားကြမှာပဲလို့ပြောလိုက်ပြီးတခြားမျိုးနယ်တွေလာသိမ်းတာခံမလားကိုယ့်လက်ထဲပြန်ရအောင်ကြိုးစားမလားလို့အော်ပြောလိုက်ပါတယ်ဒါကြောင့်မဲ့အဖွဲ့သားတွေအားလုံးလည်းစိတ်အားတက်ကြသွားကြပြီးသူတို့တယောက်ကတော့တောင်ရှိရတကားကြီးကိုပိတ်ထားတဲ့အတွက်တောင်ထဲကိုဝင်ဖို့ဘာနည်းလမ်းမှမရှိဘူးလို့ပြောလိုက်တာကြောင့်ဂန်ဒက်ဖ်ကသူသိမ်းထားတဲ့တော့ကိုထုတ်ပြလိုက်ပြီးတော်ရင်းရဲ့အဖေကလုံလုံချုံချုံရှိအောင်သူ့လက်ထဲအပ်ခဲ့တဲ့အကြောင်းပြောလိုက်ကတော့တော်ရင်းရဲ့လက်ထဲအပ်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ဂန်ဒက်ဖ်ကတောင်ရှိရစီသွားမဲ့မြေပုံကိုပြန်ခင်းလိုက်ပြီးမြေပုံမှာရေးထားတဲ့မော်စလုံးတွေကတောင်ရဲ့အောက်ခြေအခမ်းမှာတဲ့ဝင်ဖို့အတွက်ပြည့်ဝလမ်းကြောင်းတစ်ခုဆိုတာကိုပြောပြလိုက်ကသူကိုယ်တိုင်အောင်အဲ့ဒီမော်စလုံးတွေကိုအတိတ်ပဲမဖော်နိုင်ဘူးလို့ပြောလိုက်ပြီးအဖေရှာနိုင်တဲ့သူကတော့မီတယ်အကဘာမှာရှိတာမို့လို့သူတို့အဖွဲ့ထဲမှာဖောက်ထွင်းကိုးတာကျွမ်းကျင်တဲ့သူလိုအပ်တယ်လို့ပြောလိုက်ပြီးဘေဘိုကိုဖောက်ထွင်းရေးသမားဖြစ်အသုံးချဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဘေဘိုကတော့သူဘာတစ်ခုမှမဖောက်ထွင်းဘူးမခိုးဘူးလို့ပြောလိုက်တာကြောင့်အကုန်လုံးကလည်းဒီဟော့ဘစ်ကဘာမှမတိုက်ခိုက်နိုင်တယ်လို့သူ့ကိုယ်သူတော်မကာကွယ်နိုင်တာမို့လို့ပြောညံ့တဲ့သူတွေအတွက်သူတို့ဘွဲ့ထဲမှာနေရာမရှိဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဂန်ဒက်ဖ်ကတော့ဒေါသတကြီးနဲ့ကျုပ်ကဘေဘိုကိုဖောက်ထွင်းသူလို့ပြောရင်အဲ့ဒီလူကဖောက်ထွင်းသူပဲလို့ပြောလိုက်ပြီးဟော့ဘစ်မျိုးနယ်တွေကလူသေးသေးလေးတွေမို့လို့ပေါ်ပါပြီးအလင်းမြန်ဆုံးဖြစ်တဲ့အပြင်ငကားကြီးရဲ့လူပူတွေရဲ့အနံ့ကိုသိပြီးဟော့ဘစ်ရဲ့အနံ့ကိုတော့မသိတာကြောင့်ကျုပ်တို့ဘွဲ့ကိုကောင်းကောင်းကူညီပေးနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအပြင်ဟော့ဘစ်တွေရဲ့လုံနိုင်ဆုံးရှော့မတွက်နဲ့လို့ပြောလိုက်ပြီးသူတို့တွေကသူတို့ထင်တာတာပိုလုံနိုင်တဲ့လူတွေလို့ပြောလိုက်ကဘေဘိုရွေးချယ်လိုက်တဲ့ကိစ္စကိုသူ့ကိုယုံကြည်ပေးဖို့တော်ရင်းအောင်ပြောလိုက်ပါတယ်အဲ့လိုနဲ့တော်ရင်းလည်းဂန်ဒက်ဖ်ရဲ့စကားကိုလက်ခံလိုက်ပြီးဘေဘိုအပွဲထဲဝင်ဖို့စီမင်းစည်းကမ်းတွေရေးထားတဲ့စာချုပ်ကိုပေးလိုက်ကဘေဘိုရဲ့အသက်အန္တရာယ်နဲ့ကန်တရားကိုတော့တာဝန်မယူပေးနိုင်တဲ့အကြောင်းဂန်ဒက်ဖ်ရဲ့အနာကိုတိုးတိုးလေးကပ်ပြောလိုက်ပါတယ်ဘေဘိုကတော့စာချုပ်ကိုဖတ်နေတာဖြစ်ပြီးစာချုပ်ထဲမှာတော့ရရှိလာတဲ့စုစုပေါင်းအကျိုးမြတ်ရဲ့14ပုံတစ်ပုံကိုပဲရမယ်လို့ရေးထားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရလာခဲ့ရင်လည်းဘာတာဝန်မှယူပေးမှာမဟုတ်တဲ့အပြင်ဘာနစ်နာကြီးမှလည်းရရှိမှာမဟုတ်တဲ့အကြောင်းပါရှိပါတယ်အဲ့ဒီအပြင်ငကားကမီးမှုတ်လို့မီးလောင်ပြကျသွားရင်လည်းကိုပြစ်ကိုခန်းလို့စာချုပ်ထဲမှာရေးထားတာကြောင့်ဘေဘိုလည်းအတော်လေးလျှော့ရသွားပြီးစွန်စားကန်းကိုမလိုက်ရဲတာကြောင့်ဟိုလိုလိုဒီလိုလိုနဲ့အချိန်ဆွဲနေလိုက်ပါတယ်ဒါကြောင့်ပဲဂန်ဒက်ဖ်ကဘေဘိုရဲ့ဦးလေးရတစ်ချိန်လုံးကမင်းစားပြုံတော်တက်ခဲ့တဲ့အကြောင်းနဲ့မြင်းအဆက်ကြီးကိုစီးနိုင်လောက်အောင်ခန္ဓာကိုယ်ကြီးမားတဲ့အကြောင်းပြောပြလိုက်ပြီးဘေဘိုစိတ်သက်ခွန်အားတက်ကြွအောင်ပြောလိုက်ပါတော့တယ်ဒါပေမဲ့ဘေဘိုကတော့ကျွန်တော်ဒီစွန်စားကန်းပြီးအိမ်ပြန်လာနိုင်ဖို့ဂရီပေးနိုင်လားလို့မေးလိုက်တဲ့အတွက်ဂန်ဒက်ဖ်ကလည်းဂရီမပေးနိုင်တဲ့အကြောင်းပြောလိုက်ပြီး
တကယ်လို့မင်းပြန်လာနိုင်ခဲ့ရင်တော့မှမင်းကအရင်လိုမဟုတ်ပဲတခြားတစ်ယောက်လိုပြောင်းလဲသွားမှာလို့ပြောလိုက်ပါတယ်ဒါကြောင့်ပဲပေးဖို့လဲဒီခီးကိုမလိုက်နိုင်တော့ဘူးလို့ညင်လိုက်တော့တာပါဒါကြောင့်မဲ့ဖွဲ့တဲ့အဖိုးကြီးတယောက်ကစိတ်ပြက်လက်ပြက်နဲ့ကျုပ်တို့လိုလူပုတွေရဲ့နောက်ကိုဘသူကယုံကြည်ပြီးလိုက်ရဲပါမလဲလို့ပြောလိုက်ကညီးနေလိုက်ပါတယ်ဒါပေမဲ့တော်ရင်းကတော့စစ်တပ်ကြီးတစ်ခုလုံးနဲ့ဒီလူပုအုပ်စုကိုရှင်ရွေးပါဆိုရင်တော့ကျုပ်ကတော့ဒီလူပုတွေကိုပဲရွေးမှာလို့ပြောလိုက်ပြီးလူပုတွေကကျုပ်လိုအပ်တဲ့အချိန်တိုင်းတစ္ဆာရှိရှိတိတ်ခါရှိရှိနဲ့လိုလိုလလကူညီပေးကြတယ်လို့ပြောလိုက်ပါတယ်အဖွဲ့ဝင်ဖိုးကြီးကတော့သူတို့ရဲ့ရွှေထွက်တဲ့အတိုင်းပြည်ကိုပြန်ရဖို့အတွက်မပြစ်မနေစွန့်စားစရာမလိုပါဘူးလို့တော်ရင်းကိုပြောလိုက်ပြီးငါတို့အားလုံးကိုတောင်ပြတန်းနေပေါ်မှာနေစရာစားစရာတွေနဲ့ငိမ့်ညံ့တဲ့ဘဝတစ်ခုကိုထူထောင်ပေးခဲ့တဲ့အတွက်အဲ့ဒါတွေကရွှေတွေအားလုံးတက်ဖို့တန်ပါတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တော်ရင်းကတော့တောင်ရဲ့တကားကိုဖွင့်ဖို့တော့ကျုပ်ဖိုးကနေတစင်ကျုပ်စီရောက်လာခဲ့ပြီမို့လို့ကျုပ်ကတော့ကိုယ့်ရဲ့အမိမိကိုပြန်လိုချင်တဲ့အတွက်ရအောင်ယူမှာပဲလို့ပြောလိုက်ပါတယ်ဒါကြောင့်မဲ့လူပူဖိုးကြီးလည်းသူတို့ဘီရဲ့စကားကိုမငင်းဆိုင်နိုင်တော့ပါဘူးအဲ့လိုနဲ့ပေးဖို့တယောက်မနဲ့အိယာနိုးလာတဲ့အခါမှာတော့လူပူဖွဲ့ရဲ့အိမ်ထဲမှာမရှိကြတော့ပါဘူးဒါပေမဲ့လည်းစပွဲပေါ်မှာခြံထားခဲ့တဲ့စာချုပ်ကိုတွေးလိုက်ရတဲ့အတွက်ပေးဖို့လည်းအထုပ်ပိုးဆွဲပြီးလူပူတွေနောက်မှီအောင်တဲတန်ပြေးလိုက်ပါတော့တယ်အဲ့လိုနဲ့တော့တဲ့အရောက်မှာတော့လူပူတွေကိုမိသွားခဲ့ပြီးသူလက်မှတ်ထိုးထားတဲ့စာချုပ်ကိုပေးလိုက်တာကြောင့်အဖွဲသားတွေအားလုံးကဝမ်းသာအားရကြိုဆိုလိုက်ကြပြီးဘေးဖို့စီးဖို့မြင်းပူတစ်ကောင်ပေးလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ဘေးဖို့ကမြင်းစည်းနေရင်မြင်းမွေးနဲ့တတ်မတဲ့ဘူးဆိုပြီးလက်ကင်ပွားရှာကြည့်တဲ့အခါလက်ကင်ပွားအိမ်မှာကြံနေခဲ့တဲ့အတွက်ချက်ချင်းပဲအိမ်ပြန်ယူရမယ်ဆိုပြီးလုပ်နေတော့တာပါဒါကြောင့်မို့လူပူတယောက်ကသူ့ဝတ်စာကိုဆွဲပြဲလိုက်ပြီးဒါကိုပဲသုံးလို့ပြောလိုက်ကလမ်းပစ်ပေးလိုက်ပြီးခီးဆက်ခဲ့ကြပါတယ်ဂန်ဒက်ကတော့ဒီခီးစင်မပြီးမချင်းမင်းရဲ့တကိုကြီးအသုံးဆောင်နေမှာပါပဲအစင်ပြေအောင်နေတတ်ရမယ်လို့ပေးဖို့ပြောလိုက်ကမင်းရဲ့တက်တောင့်တက်တာရှိတဲ့မွေးရမြေကနောက်မှကျန်နေခဲ့ပြီလို့ပြောလိုက်ပြီးကဘာကြီးမှာဖြစ်နေတဲ့စိန်ခေါ်မှုတွေကိုတိုက်ပွဲဝင်ဖို့အတွက်ရှေ့ကိုပဲဆက်လျှောက်ပါလို့ပြောလိုက်ကဒီအပိုင်းလေးကိုဆုံးသက်ထားတာမို့လို့ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာအပိုင်းနှစ်မှာကြည့်ရှုရမှာပါ